Bismillahirrahmanirrahim ကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာအမှတ်စဉ်5ဆိုပြီးတော့မှတမာရီလေ့ကျင့်ခန်းအနေနဲ့စာသားတွေကြီးပဲရုပ်ပုံမပါဘဲနဲ့လုပ်ပြီးခဲ့ကြပြီဖြစ်တယ်။ရှလောတာလာအခုကျွန်တော်တို့သင်ခန်းစာ6အနေနဲ့ပေါ့နော်ဒီမန်ဟာဒါဆိုတဲ့သင်ခန်းစာကိုစမှာဖြစ်ပါတယ်။အဲ့တော့မန်ဟာဒါအီဒူမီဒူနီဟာဒါကျွန်တော်တို့အပေါ်မှာဖတ်ခဲ့တယ်ဤအရာကပါလေဟာဒါဤအရာကပါလေအရှိမမန်ထည့်လိုက်တယ်ဤသူမြည်သူနီအဓိပ္ပာယ်ကမန်ဟာဒါဤသူမြည်သူနီအဲ့တော့စာအုပ်လေးပေါ်ပင်လေးထားပြီးတော့မှသင်ခန်းစာတွေကိုမှတ်ပါရှလောတလာဒါဆိုရင်ပို့ပြီးတော့မှလွယ်ကူမှုတွေဖြစ်လာမှာဖြစ်တယ်မန်ဟာဒါဤသူမြည်သူနီဟာဒါတဘီဘွန်هذا طبيب ဤသူသည်ဆရာဝန်တဦးဖြစ်သည်ဆရာဝန်တယောက်ဖြစ်သည် طبيب ဆရာဝန် طبيب ဆရာဝန်ဆိုတော့ هذا طبيب ဤသူသည်ဆရာဝန်တဦးဖြစ်သည် من هذا လူကိုမေးတဲ့အခါမှာ man နဲ့မေးတယ် من هذا ဤသူမည်သူနည်း هذا طبيب ဤသူသည်ဆရာဝန်တဦးဖြစ်သည် من هذا ဤသူမည်သူနည်းهذا ولد هذا ولد ولد ဆိုတာကကောင်ကလေးတယောက်ဖြစ်သည်ကလေးလူငယ်ပေါ့ဗျာယောက်ျားလေးတယောက်ဖြစ်သည်ပေါ့လူငယ်ယောက်ျားလေးတယောက်ဖြစ်သည်ဆိုတာကို ولد လို့ပြောတယ် ولد လူငယ်ယောက်ျားလေးတယောက်ဖြစ်တယ်ဆိုတော့ من هذا ဤသူမည်သူနည်း هذا ولد ဤသူသည်ယောက်ျားလေးတယောက်ဖြစ်သည် من هذا ဤသူမည်သူနည်းمن هذا ဤသူမည်သူနည်း هذا طالب 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 ဆိုတာကကျောင်းသားကိုပြောတာဖြစ်တယ် طالب ကျောင်းသားကျောင်းသူမဟုတ်ဘူးเนาะကျောင်းသားဖြစ်တယ် هذا طالب ဤသူသည်ကျောင်းသားတယောက်ကျောင်းသားတဦးဖြစ်သည် من هذا ဤသူမည်သူနည်း هذا طالب ဤသူသည်ကျောင်းသားတဦးသို့မဟုတ်ကျောင်းသားတယောက်ဖြစ်သည် هذا ولد هذا เนาะ هذا မဟုတ်ဘူး هذا ولد هذا ولد ဤသူသည်ယောက်ျားလေးတယောက်ဖြစ်သလားဤသူသည်ယောက်ျားလေးတယောက်ဖြစ်သလားဆိုလိုချင်တာကောင်လေးကလေးတယောက်ဖြစ်သလားပေါ့နော်ယောက်ျားကလေးတယောက်ဖြစ်သလား هذا ولد ဤသူသည်ယောက်ျားလေးတယောက်ဖြစ်သလားအဲ့တော့လာမဟုတ်ဘူး هذا رجل ဤသူသည်ယောက်ျားကြီးတယောက်ဖြစ်သည်ယောက်ျားလူကြီးတယောက်ဖြစ်သည်ပေါ့လာမဟုတ်ဘူး هذا رجل ဤသူသည်ယောက်ျားလူကြီးတယောက်ဖြစ်သည်အဲ့တော့ inshallah taala ဒီသင်ခန်းစာကိုလည်းဒီလောက်မှာပဲရပ်လိုက်မယ်နောက်သင်ခန်းစာမှာကျွန်တော်တို့ပြန်ပြီးတော့မှဆုံတွေ့ကြမယ် inshallah